ခုဆိုရင်တော့ဖြစ်ကွယ်ကျမရဲ့ယောက်ျားဟိုလူကြီးကိုရှူကိုစေကန်းပို့စေကန်းလာပို့တာပေါ့နော်စေကန်းထဲမှာလူပြေးနေတာရောနောက်ပြီးတော့ဒီမှာကားရက်ဆရာနေတာလည်းတိတ်စင်မပြောသူများအိမ်ရှိရထားတော့လိုအဲ့ရင်ဖယ်ပေးအောင်ဆိုပြီးကျမကားပေါ်မှာပဲထိုင်ဆောင်နေလိုက်တော့တယ်ရှင်သူကတော့နားဥပြီးတော့ခေါင်းမူလို့တဲ့အဲ့နဲ့စေကန်းပို့စေကန်းတော့ရအောင်ဆိုတာနဲ့စေကန်းလိုက်ပို့ပြသူကဘာဖြစ်မှန်းမသိဘူးရှင်မင်္ဂလာဆောင်ပြီးကြတဲ့သူကဆေးကောင်ခဏခဏပြေးနေရတော့တာပဲတော့ကြခေါင်းမူတယ်တော့ကြချွေးစည်းပြန်မျိုးဟာဖြစ်တယ်တော့ကြနားဥတယ်တော့ကြကြီးပေါင်းဖြစ်တယ်သွေးတိုးတယ်အိုးဆုံးရပဲသူကလည်းသွေးလည်းစစ်ပြီးတော့ပြရတယ်ကျမကတော့အရင်ဒီမင်္ဂလာဆောင်ခင်တော့ခဏခဏအေးမီလိုက်ဖြားလိုက်အားနေလိုက်အိုးမျိုးစုံပဲအဲ့လိုမျိုးနေမကောင်းခဏခဏဖြစ်တတ်တဲ့လူပေါ့နော်အခုကမင်္ဂလာဆောင်ပြီးတဲ့ကျမကတော့ကျမ်းမာလန်းဆန်းကျမ်းမာလန်းဖြာအလားတိုးဝါဖြူစားတာအဲ့လိုဘာဖြစ်မှန်းတော့မသိအခုလည်းအမလာသေးတော့လိုက်ဖို့ပဲမစီကန်လိုက်ဖို့ပါအောင်ဆိုလို့